ဟုတ်တယ်သူရဲ့ဒီဟိုမှာတအိမ်ပိုင်းမှာလည်းအဲ့လိုလေးတွေ့ရတယ်ဟော်မုန်းကျရတယ်နော်ဟော်မုန်းကြီးကျတဲ့လက္ခဏာရယ်အမသူရေအိတ်တွေ့ရတော့နောက်တိန်ထူနေတာတွေ့ရတယ်အဲ့ဒါကြီးကြောက်သူအကုန်လုံးဒီမှာလေသူ့ရဲ့သမီးအသက်အရွယ်နဲ့ဆိုရင်ဒါကမဖြစ်ရသေးတဲ့အရွယ်ပေါ့အဲ့လိုလေးလာဖြစ်တဲ့အခါကျတော့ဘယ်လိုပြောမလဲဝန်တာမမျှအောင်ဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်နေတာဆိုတော့သူကအဲ့လိုဖြစ်နေတဲ့သဘောကြီးဖြစ်နေတယ်အဓိကဒီဟာတွေဘာဖြည့်ရှင်းလို့ရှိရင်အခုသမီးဖြစ်နေတဲ့ဟာတွေကျော်သွားနိုင်တဲ့အနေအထားမှာတွေ့တယ်နော်ဘာကြောင့်လဲဆိုတော့သူကအဲ့ဒါဖြစ်နေတာဟုတ်အဲ့ကသူဟိုကလေစိတ်လည်းဘဲတိုင်းမဖြစ်ဘူးပေါ့နော်ဒါစိတ်ကြနေတာမန်တယ်ပေါင်းအောင်စိတ်ကြနေနော်အဲ့ဒါဒီမှာစိတ်စားရင်တော့မဖြစ်သွားလိမ့်မယ်အဲ့လိုလူတွေအများကြီးတွေ့ဘူးတယ်လေစိတ်စားပြီး normal ဖြစ်သွားတယ်အဓိကတော့လေစိတ်ကြနေရောလူကရှေ့မရောက်နောက်မရောက်တွေဖြစ်ဟိုလေးပါလဲဆိုတော့ကိုရင်းမှာအစိတ်တောက်တယ်တွေ့ရနော်အစိတ်တွေအောင်းနေတော့လူကလေရှေ့မရောက်ဘူးလေဆရာမလည်းရော့ကာဖြစ်နေပြီအတန်းကလေဟိုမှာပွဲသွားလိုက် MC သွားလိုက်မိုင်းနဲ့អော်ဒီမှာလူတွေလည်းတောက်ချက်တွေပြောရတယ်ဆိုတော့ဇဝင်းထုတ်အတန်ဖြစ်နေပြီလို့ဇဝင်းထုတ်လို့ဖြစ်နေပြီနော်မတူပင်လေစားတွေဘာတွေတိတ်မတည့်ဘူးနော်ဒီမှာမတည့်ဘူးအဲ့အစိတ်တောက်တွေတွေ့တယ်တကယ်လို့ကိုကလေခါလေးကြရင်ကသူတွေကပင်လေစားမစားဘူးပေါ့နော်ဒါပေမဲ့ကိုစားတဲ့ငါးတွေမှာကရေငန်ငါးတွေဖြစ်ကောင်းဖြစ်မယ်စသဖြင့်ပေါ့နော်ဗီဒီယိုမဟုတ်ဖ ೇನೆ နောက်တစ်ခုကျတော့တခုစားလိုက်တဲ့အစားအစာမှာလည်းဒီလိုအရာတွေပါကောင်းပါနေလိမ့်မယ်ကိုကတေချာကြီးမသိပြင်မယ်လို့ဥပမာဟာအရာတာမှုတ်ဆိုရင်လည်းပါလာနိုင်တယ်ဥပမာပြောပြနော်အရှူဝါကြီးပြောတာမဟုတ်ဘူးနော်ကိုကျင်လည်းဥပမာငမုတ်ကြော်စားမယ်ဆိုလဲဒါကပါမှာပဲဒါပေမဲ့ပင်လယ်စားကြီးချက်မစားဘူးလေဆိုပေမဲ့